빨리 냐 뿌노 푸랑 윈로 치 내지마 쉐이라 마로 사대자 아쿠아라 마호푸 뭐만에 가로 자 허리마 또의 손에 어웨디 또의 손에 클리리 어웨디 아쿠레 아빠마 왜နေတော့မဲကလေးတွေပညာသင်ကြားမှုအတွက်ဘာဖြစ်လို့ဒီလိုလုပ်တာလဲ2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပင်းမြို့နယ်အိုးထိန်တွင်းကျေးရွာမှာမနက်10:00 နာရီလောက်ကစစ်ကောင်စီတပ်ကနေပြီးတော့ဘုံကျဲချပြီးတိုက်ခိုက်သွားတယ်။ဟောဒီနောက်ကအခန်းထဲမှာစာသင်နေတဲ့ကလေးတွေထဲကအနည်းဆုံး10ယောက်သေဆုံး။ဆရာဆရာမဦးရလည်း2ယောက်သေဆုံးသွားတယ်။ထိခိုက်ဒဏ်ရာရတဲ့အရေးအတွက်တွေကျမတို့အခုထိကိုထုတ်ပြန်ကြေညာနိုင်ခြင်းမရှိသေးဘူး။အများကြီးပဲ။စာသင်နေမတ်တက်မှာကိုပဲထိခိုက်ဒဏ်ရာမှုတွေရရှိတာ။ကျမတို့ရဲ့ကလေးတွေကိုအမုန်းတွေအညှိုးတွေအာဃာတတွေဝင်မလာအောင်လို့ကျမတို့ကတွန့်တင်ဆုံးပါတယ်ဒါပေမဲ့ဒီနေ့စစ်ကောင်စီလှုပ်သွားတဲ့လုံရက်ကကလေးတွေနှလုံးသားထဲမှာအုံနောက်ထဲမှာအမုန်းတွေအညှိုးတွေအာဃာတတွေဝင်သွားပြီအဆမှုရုံမှမှုအောက်တန်းကြမှုတွေအားလုံးကကလေးတွေရဲ့စိတ်ထဲမှာနှလုံးသားထဲမှာဆွဲထင်သွားပြီနိုင်ငံတကာကကိုညီတိုင်းတဲ့လူတွေရောကျမတို့ကလေးတွေဘလောက်ထိသေမဘလောက်ထိဆုံရှုံးမှအတန်ထွက်ပြီးပြောပေးကြမှာလေအားလုံးနားတွေမကြားကြတော့ဘူးလားကျမတို့ကလေးတွေအတွက်ကူညီပေးကြပါ Save our children ကျမတို့ကလေးတွေအတွက်ကူညီပေးကြပါဦးလူအခွင့်အရေးလို့ပြောနေတယ်အခုလို့ဒီလိုဖြစ်တယ်ကလေးတွေသေကြတယ်စာတင်ကြောင်းတွေပြည့်စည်အဲ့ဒါကတော့အလုပ်လူအခွင့်အရေးကိုချိုးဖောက်တာမဟုတ်ဘူးလားကျမတို့မငုံဘူးတင်းထားမယ်ဘာဖြစ်လို့မငုံလဲကျမတို့80လောက်ရမယ်အလုပ်တွေအများကြီးရှိတယ်ဒီလောက်ထိအောင်ဖြစ်ပြီးမှတော့လုံးဝနောက်ဆုတ်စရာအကြောင်းမရှိဘူးဒီဟာတွေအတွက်ထိုက်တန်တဲ့ပြစ်ဒဏ်ကိုပေးနိုင်အောင်ကျမတို့စူးစမ်းမယ်ဒီပြစ်မှုကိုကျူးလွန်ထားတဲ့ကျူးလွန်တဲ့သူတွေအားလုံးကောင်းမွန်တဲ့ပညာသင်ကြားရေးမရပါစေနဲ့မိသားစုတွေဘယ်တော့မှချမ်းချမ်းသာသာမနေရပါစေနဲ့ဒီကလေးတွေကြုံတယ်လို့ဒီမိသားစုတွေကြုံတယ်လို့သူတို့လည်းထပ်တူထပ်မြခံစားပါစေလို့ကျမကတော့ကြိတ်ဆိုလိုက်တယ်ကျမပြုတ်သမျှကုသိုလ်တွေအားလုံးကိုတိုင်တယ်ပြီးကြိတ်ဆိုလိုက်တယ်ထပ်တူအကျိုးကိုခံစားကြပါစေကျမကတော့အပါဝင်တခြားလူတွေအတွက်ကတော့တော်လှန်ရေးမအောင်မချေဒီလိုရက်ဆက်ကြမ်းကြုတ်မှုတွေကိုအပီးတိုင်အဆုံးသတ်နိုင်ဖို့အတွက်စစ်အာဏာရှင်စနစ်ကြာဆုံးဖို့အတွက်ကျမတို့ဆက်လက်ပြီးတိုက်ပွဲဝင်နေပါမယ်မချေတို့တာပါရှင်တတိကမှတ်တမ်းပါအထဲတွေကတဲ့ခုံတွေကအလောင်းတွေကိုကောက်တဲ့အခါကျတော့ထုတ်ရတာမလွယ်လို့ဆိုပြီးခုံတွေအကုန်လုံးအပြင်ကိုထုတ်လိုက်တာအေးချမ်းချမ်းစာတင်နေတဲ့နေထားနေရုပ်ချင်းဒီလိုဖြစ်သွားမယ်လို့သူတို့ဘယ်ထင်ကြမှာလဲသွေးစွန်းနေတဲ့ဖနက်ကလေးရေလက်တန်းလေးရေခေါင်းကဥကွန်လေးရေဒါဥကွန်ရိုးလေးတွေပါဒါစပင်ချီလေးတွေပါတော့ချင်းကစကိုင်းငလျင်ပေးကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကိုအားပေးကူညီတဲ့အတွက်ဒီဘက်ကိုရောက်နေတာရောက်နေရင်တဲ့အပြန်ခရီးကိုသွားနေတော့မှဒီသတင်းကြားလို့ဒီလိုအမြန်ဝင်ပြီးတော့ပြေးလာခဲ့တယ်နော်စစ်ကောင်စီဘက်ကပြောတယ်ကိုဟာရှိတယ်ထားရှိတယ်ဘာမှမရှိဘူးလုံးဝကလေးသူတွေတိထစာတင်နေတဲ့နေရာဖြစ်ပါတယ်ကျမတို့အတွက်တရားမျှတမှုကိုရအောင်လို့တတ်နိုင်မှာဝိုင်းဝန်းပြီးတော့အတန်ထွက်ပေးကြပါလို့မြေတိုင်လက်ခံပါတယ်ရှင်။ရင်မြို့နယ်အိုးထိန်တင်းကျေးရွာကစာတင်ကျောင်းတစ်ခုကိုစစ်ကောင်စီတပ်ကပေါင်900ဘုံကျဲချသွားပါတယ်။အဲ့ဒီအတွက်ဒီမှာကွယ်လွန်သွားခဲ့တဲ့ကျောင်းသားကျောင်းသူတွေနဲ့ဆရာမတွေအတွက်ဝမ်းနေချင်းထိတ်မှဖြစ်လမ်းတော်ကိုတိုင်တဝက်လင့်ထူတာပါတိုင်တဝက်လွှင့်ထူပေးနေတာကတော့ကျမတို့တော်လိုင်းဘက်ကရဲဘော်တူပါကဲဆယ်ရေးလုံရင်းကမှကျမတို့ဒီအလံတိုင်ထိတ်ရောက်နေတဲ့အတွက်ဝမ်းနေချင်းအထိတ်မှတ်နဲ့ဒီဟာကိုလွှင့်ထူနေတာဖြစ်ပါတယ်ရှင်
R1 equal 1 meter, R2 equal to S equal to 257.25 meter. အဲ့လိုတင်နေတော့မှပဲအပေါ်ကနေပြီးတော့ဘုံကြလာစာတင်နဲ့ကျမတို့မှာဘာဖြစ်စီပေါ့ကြလာတဲ့ဘုံစံဟိုဘက်မှာတွေးခွက်အပေါ်ကအမိုးကိုလည်းကြည့်လိုက်ဘလို့စုပ်ပြတ်တတ်သွားလဲဒီထဲထဲမှာရှိတဲ့ခုံလေးကိုအပြင်ကိုထုတ်ပြီးတော့ရှင်းထားလို့ပါဒီမှာထိခိုက်ဒဏ်ရာရသွားတဲ့သွေးစွန်းနေတဲ့ကွန်ပါဘူးလေးသွေးခွက်တွေခဲတံကလေးနဲ့ကလေးတွေပညာသင်ကြားနေတုန်းပါစစ်ကောင်စီတပ်ကတိုက်ခိုက်သွားတာပါဒီနေရာမှာအစံကျလိုက်တယ်ဒီမှာမှန်လိုက်တယ်သွေးစီချောင်းတက်ရှောင်းဒီနားမှာခရင်းခရိုင်နဲ့ကလေးလေးရသွားလို့ဟောဒီမှာလည်းကြည့်ဦးအပဟိုဘက်အခန်းကဖြစ်ပြီးဆုံးရှုံးလို့ပို့ပြီးတော့မြင်ဗလာစာအုပ်ကလေးတွေပုံနှိပ်စာအုပ်လေးတွေတတ္တမရန်တင်ချာကွန်ပါဘူးလေးတွေဟောဒီမှာလည်းကွန်ပါဘူးဒီမှာပါဒီမှာပါဒီခွက်ပါတခန်းလုံးရဲ့ပျက်စီးဆုံးရှုံးနေတဲ့မှတ်တမ်းမှာဒီခါလေးကျမနောက်တစ်ခန်းကိုတူးသွားကြည့်ဒီမှာလဲတွေးခွက်ပါထိခိုက်တာရရှိထားတာဟောဒီအခန်းကတော့အဆိုးဝါးဆုံးပါပဲဒီမှာအပေါ်ကအမိုးတွေလည်းအကုန်ပွင့်ထွက်ပါ22 2025စကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်တပည့်ရမြို့နယ်ဦးထိန်တွင်းကျေးရွာစတင်ချောင်းကိုစစ်ကောင်စီကလေကြောင်းအနေနဲ့တိုက်ခိုက်လို့ကွယ်လွန်သွားကြတဲ့ကလေးတွေပါဟောဒီမှာအိုး9ဦးနဲ့ဒီနေရာမှာ9ဦးမြုပ်နှံထားပါတယ်ဒီဘက်ကအိုးလေး2ဦးနဲ့2ဦးမြုပ်နှံထားပါတယ်ဟိုဘက်ကအိုးလေး3ဦးနဲ့3ယောက်မြုပ်နှံထားပါတယ်ဒါကကျောင်းသားကျောင်းသူဒီဘက်ရွာက17ယောက်ကွယ်လွန်တာပါကွယ်လွန်တဲ့အထဲထဲမှာဆရာမ1ယောက်ပါပါတယ်ဒေါ်စင်မာသူအသက်23နှစ်ပါဒါကဂျာကလာကျောင်းကဆရာမလေး2ဦးပါဝင်ပါတယ်ရှင်စုစုပေါင်း22ဦးကွယ်လွန်တဲ့အနက်ကဒီဘက်ရွာက12ဦးကိုမြုပ်နှံထားတာဖြစ်ပါတယ်ရှင်Gata pide, phone ya, you got my home.